မိုးရဲ့နောက်ွယ်ကအတန်မိုးတွေတိတ်တိတ်လေးရွာနေတဲ့ညတညတောင်ပေါ်ရွာလေးရဲ့အစောဆုံးမှာအမတ်ခုနှစ်ဆိုတဲ့အိမ်ဟောင်းတစ်လုံးရှိတယ်။အဲ့ဒီအိမ်မှာလူမနေတာ10နှစ်ကျော်သွားပြီ။ပြတင်းပေါက်တွေကျိုးနေပြီးတကားကလည်းလေတိုက်တိုင်းကျွီးကျွီးဆိုပြီးအတန်ထွက်နေတတ်တယ်။ရွာသားတွေကအဲ့ဒီအိမ်အနားကိုညဘက်မသွားရဲကြဘူး။ဘာလို့လဲဆိုတော့မူးရွာလေးညတယ်အိမ်ထဲကနေတချင်းတန်တိုးတိုးလေးကြားရတတ်လို့ပဲအဲ့ဒီတချင်းကိုကြားရင်နောက်ပြန်မကြည့်နဲ့ဆိုတဲ့စကားကိုရွာကလူကြီးတွေအမြဲပြောတတ်ကြတယ်တနည်းတော့အသက်16နှစ်အရွယ်မင်းတန့်ဆိုတဲ့ကောင်လေးကတငယ်ချင်းနေနဲ့စိန်ခေါ်ပြီးအဲ့ဒီအိမ်ထဲဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ကြောက်စရာဘာရှိမှလဲကွာလူတွေအလကားဝေထားတာပါလူမင်းတန့်ကရည်ရင်ပြောတယ်ည7 နာရီလောက်မှာသူတို့3ယောက်အိမ်ဟောင်းစီသွားကြတယ်။မူကတဖြည်းဖြည်းပူကြီးလာတယ်။အိမ်ရှိရောက်တော့တီးတီးတီးစံတရားတန်လိုအတန်တီးတီးလေးကြားလာရတယ်။တငယ်ချင်း2ယောက်ကကြောက်ပြီးနောက်ပြန်ဆုတ်သွားပြီမယ်။မင်းတန်ကတော့ဖုန်ထူနေတဲ့တကားကိုဖြည်းဖြည်းချွန်းဖွင့်လိုက်တယ်။ကျွီးတကားဖွင့်လိုက်တဲ့အချိန်မှာအီးဆက်တဲ့လေတစ်ချက်သူ့မျက်နှာကိုရိုက်ခတ်သွားတယ်။အိမ်ထဲမှာဖုန်အပြည့်ပြီမယ်။ထူဆန်းတာကစန်ဒီယာတစ်လုံးပဲတန့်ရှိနေတယ်။ပြီးတော့စန်ဒီယာရှိမှစပင်းရှိနဲ့ကောင်မလေးတယောက်ထိုင်နေတယ်။ဖေးဘာတူလဲမင်းတန့်မီးလိုက်တဲ့အချိန်မှာကောင်မလေးကဖြည်းဖြည်းချင်းရက်လိုက်တယ်။ဒါပေမဲ့သူမရဲ့မျက်နှာမှာမျက်လုံးမရှိဘူး။မိုးတန့်ချားတဲ့ကနေသူမရဲ့အတန်တူးတူးလေးထွက်လာတယ်။ငါတချင်းနားထောင်ပြီးမလားမင်းတန်ကြောက်ပြီးနောက်ပြန်ဆုပ်လိုက်တဲ့အချိန်မှာတကားကအလို့လို့ဒုံးဆိုပြီးပိတ်သွားတယ်အပြင်ကတငယ်ချင်းတွေကတကားကိုပြုတ်ပြီးမင်းတန်ထွက်လာလို့အော်နေကြပြီမင်းအိမ်ထဲမှာတော့စန်ဒီယာတန်ပဲတဖြည်းဖြည်းညံလာတယ်တီတီပြီးတော့မင်းတန်ရဲ့အိုတန်ကြီးတစ်ချက်မိုးတန်လေးမှပြောက်သွားတယ်အိမ်ထဲကိုရွာသားတွေဝင်ကြည့်တော့မင်းတန်ကိုမတွေ့ရတော့ဒါပေမဲ့ဖုန်ထူနေတဲ့စံတရားပေါ်မှာတော့လက်တိတစ်နဲ့ရေးထားတဲ့စာတစ်ချောင်းရှိနေတယ်နောက်တစ်ချင်းနားထောင်မဲ့သူကိုစောင့်နေတယ်နောက်အပိုင်းလေးကိုဆက်လက်အားပေးကြပါအောင်နော်လူကြီးမင်းတို့အပန်းမကြီးရင်ကြိုက်နှစ်သက်ခဲ့ရင်လည်းအကောင့်ကို follow like and share လေးလုပ်ပြီးကူညီပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်